မွေးဖွားခြင်းကိုကြောက်ကြသူများရှင်မသက်ခရစ်ဝင်ကျမ်းအပိုင်းနှစ်အပိုင်းငယ်1မှ12နှစ်ပေါင်း2000ကျော်တုန်းကသခင်ယေရှုမွေးဖွားတဲ့အချိန်မှာလူအများစုကသခင်ယေရှုမွေးဖွားတာကိုမသိကြပါဘူးဒီနေ့ခေတ်လိုသတင်းစာတွေဆိုရှယ်မီဒီယာပေါ်မှာသတင်းတင်ဖို့နည်းလမ်းတွေမရှိပါဘူးတမန်ကျမ်းစာထဲမှာဆိုထားတာကသခင်ယေရှုဖွားမြင်ခြင်းပထမအဆုံးရောက်လာတဲ့သူတွေကအရှိဘက်ရှိသူတို့ရဲ့တိုးတွေကိုထိန်းချောင်းကြတဲ့လူတွေပဲဖြစ်ပါတယ်။သခင်ယေရှုဖွားမြင်ခြင်းကိုသိတဲ့အခြားသူတွေလည်းရှိပါတယ်။သူတို့ကတော့ယေရုရှလင်မြို့ကလူတွေပဲဖြစ်ပါတယ်။အရှိဘက်လူတွေကကျေးကြီးနောက်ကိုလိုက်ခဲ့ပြီးယေရုရှလင်မြို့ကိုရောက်ရှိလာတဲ့အခါဘယင်ကိုခလေးငယ်ဘယ်မှာရှိလဲဆိုတာမေးပါတယ်။ဒါပေမဲ့ထူးဆန်းစရာကိစ္စပဲ။ဟေရိုမင်းကြီးကအီတရီလနိုင်ငံမှာရှင်ဘယင်တစ်ပါးမွေးဖွားကြောင်းသတင်းကြောင့်အလွန်စိတ်ပူပန်ခဲ့ရပြီးယေရုရှလင်မြို့အားလုံးရုတ်ရုတ်တဲဖြစ်ခဲ့ရပါတယ်။အရှိအယမှာလာတဲ့သူတို့ကဘသူမှသခင်ယေရှုဖွားမြင်ခြင်းအတွက်မပျော်ရွှင်ကြဘူးလို့ထင်သွားပုံရပါတယ်။အရှိဘက်လူတို့ထံမှကြားသိရပြီးနောက်ဟေရိုမင်းကြီးကတမန်ကျမ်းစာကျွမ်းကျင်သူတို့ကိုဆင့်ခေါ်ပြီးဒီလိုမေးပါတယ်။ခရစ်တော်ကဗမာမွေးဖွားမှလဲ။ကျမ်းဆရာများကဒီလိုပြောပါတယ်။ကျမ်းစာမှာဒီလိုဆိုထားပါတယ်အရှင်ဒီယုဒပြည်ဗလင်မြို့အစိုးရသောယုဒတို့တွင်တင်သည်မျိုးငယ်မျိုးယုံမဟုတ်အကြောင်းမူကားငါဤလူစုဣသရေလလူမျိုးကိုအစိုးရသောသခင်သည်တင်ဤလက်ထဲမှာပေါ်ထွန်းလက်တံဟေရုဘယင်ကဒီလိုတွေးပါတယ်ဘယင်သေးမွေးဖွားလာပြီးဝေးခွဲတဲ့သူတို့ကကျေနောက်ကိုလိုက်ပြီးရောက်လာကြတယ်ဒါဆိုရင်ဘယင်အစ်စ်မွေးဖွားတဲ့အကြောင်းကဒီတိုင်းပြည်မှာမတည်သေးဘူးပေါ့ဣသရေလတို့စောင့်မျှော်နေတဲ့ဘယင်အစ်စ်ကမွေးဖွားလာပြီဒါပေမဲ့ဘာမှမဖြစ်သွားပါဘူးသခင်ယေရှုမွေးဖွားတဲ့သတင်းကိုဖြန့်ဝေဖို့နေတတ်သခင်ယေရှုစီတွားရောက်ဖို့တော့မတွေးပါဘူးဟေရိုမင်းကြီးရဲ့တုံ့ပြန်မှုကိုကြောက်တာကြောင့်သခင်ယေရှုမွေးဖွားခြင်းအကြောင်းကိုမပြောနိုင်ကြပါဘူးနောက်ပိုင်းမှာဟေရိုမင်းကြီးကယေရှုကလေးကိုတတ်ဖို့ကြိုးပမ်းဖို့အတွက်ဗလင်မျိုးရှိအသက်2နှစ်အောက်ကလေးတွေအားလုံးကိုတတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ကျမ်းစာကိုလေ့လာတဲ့သူတွေသတင်းကြားပြီးယေရုရှလင်မြို့ကိုရောက်လာတဲ့အရှိဘက်ကလူတွေဟေရိုမင်းကြီးကတမန်ကျမ်းစာရဲ့အကြောင်းကိုကိုယ်တိုင်မြင်တွေ့ရလို့အံ့ဩတဲ့အချိန်တွေဖြစ်သွားရပါတယ်။ဒါပေမဲ့တမန်ကျမ်းစာရဲ့ကိစ္စကိုကွယ်ဝှက်ထားပြီးသူတို့နဲ့မဆိုင်သလိုနေခဲ့ပါတယ်။အားလုံးပဲဟေရိုမင်းကြီးရဲ့ပြဿနာကဘာဖြစ်မလဲသခင်ယေရှုထက်သူ့ရဲ့နေရာကိုပိုပြီးချစ်မြတ်လို့ခဲ့ပါတယ်ဘာလို့လဲဆိုတော့ငါနေရာမှာဘသူမှဘယင်အဖြစ်မခံနိုင်ဘူးဆိုတဲ့အတွေးဝင်ခဲ့လို့ပါသူကဖျားသခင်ဆေလွတ်တော်မူတဲ့သခင်ယေရှုကိုကြိုဆိုရမယ့်အစားကြောက်ရွံ့ပြီးတပ်ပစ်ချင်ခဲ့ပါတယ်သခင်ယေရှုကကျွန်တော်တို့ရဲ့အသက်ကိုဆုံးပယ်ဖို့အတွက်ကြွလာတဲ့သူမဟုတ်ပဲကျွန်တော်တို့ကိုစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုတို့ကိုပြီးဆောင်တဲ့အရှင်ပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးကသခင်ယေရှုကိုကျွန်တော်တို့ရဲ့စစ်မှန်တဲ့ဘုရင်အဖြစ်လက်ခံကြတဲ့သားသမီးများဖြစ်ရပါမယ်။ဒီခရစ်စမတ်မှာသခင်ယေရှုကိုရှင်လန်းစွာစောင့်မျှော်နိုင်တဲ့စိတ်နှလုံးတွေကိုပေးတော်မူပါ။ခရစ်စမတ်ရဲ့အဓိပ္ပာယ်ကိုသတိရပြီးဒီသတင်းကောင်းကိုဖြန့်ဝေနိုင်တဲ့တငယ်ချင်းများဖြစ်လာနိုင်ကြပါစေ။